ကျမ်းမာခြင်းဘာလို့ရမလို့ဆိုမြတ်စွာဘုရားတပ္ပယကရိယာတခွန်းနဲ့ပဲဟောထားတာတပ္ပယကရိယာကျမ်းမာရေးအတွက်အထောက်အကူပြုအောင်နေတတ်စားတတ်ရမယ်လို့သူဆိုလို့တပ္ပယကရိယာအကျိုးဖြစ်ထွန်းအောင်ပြုတတ်ရမယ်အဲ့တော့ယောဂကင်းပြီးတော့ဒီကျမ်းမာခြင်းနဲ့ဆိုလို့ရှိရင်ယောဂဖြစ်မဲ့အစားအစာမစားနဲ့ရှောင်ယောဂဖြစ်တဲ့အနေအထားမျိုးနဲ့မနေနဲ့ကိုယ်ကိုကျမ်းမာရေးကြိုးစားရမယ်တပ္ပယကရိယာဆိုတဲ့စကားလုံးကကိုယ်နဲ့အဆင်ပြေမဲ့အနေအထိုင်အစားအသောက်ဒါဟာအရေးကြီးတယ်အဲ့လိုနေမှယောဂဝေဒနာတွေကင်းမယ်ဟောတာသူ့အကြောင်းတရားပဲเนาะတပ္ပယကရိယာအာရောချတအာဟာရောတပ္ပယကရိယာကိုယ်နဲ့သင်လျော်အောင်ပြုမှုနေထိုင်စားတော့ခြင်းဟာအာရောချတအာဟာရောကျမ်းမာခြင်းရဲ့အကြောင်းတရားပဲကျမ်းမာခြင်းဒီလိုနေရမယ်လူကတော့ကျမ်းမာခြင်းနဲ့စားစနာတွေစားနေခြင်းနာနေအဲ့ဒီလိုဆိုရင်တော့ကျမ်းမာမှုရမှာမဟုတ်ဘူးလို့ဆို